အမေဆုံးမှာပစ္စည်းဘယ်လိုဝယ်ရတယ်ပစ္စည်းဝယ်ပြီးတော့ပတ်စံဘယ်လိုခြေမှာလဲပြီးသွားလို့ရှိလို့ရှိရင်အမေဆုံးမှာပစ္စည်းတွေဘယ်လိုဝယ်လဲဆိုတာကိုဒီနေ့ကျွန်တော်ပြည့်စုံပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးအမေဆုံးအကောက်ကိုဘယ်လိုဖွင့်ရလဲဆိုတာကိုအရင်ဦးဆုံးပြောပြပေးပါမယ်ကျွန်တော်တို့ဖုန်းမှာ Play Store ကိုကျွန်တော်တို့ဝင်ပါမယ် Play Store ကိုဝင်ပြီးတဲ့နောက်မှာ search bar မှာပေါ့နော် Amazon ဆိုပြီးတော့ application ကိုရိုက်ရှာလိုက်ပါမယ်ကျွန်တော်တို့ရိုက်ရှာလိုက်တာနဲ့ Amazon application လေးကိုတွေ့ပါမယ်အဲ့ဒီ application ကိုကျွန်တော်တို့ install လုပ်လိုက်ပါမယ် install လုပ်ပြီးတာနဲ့ကျွန်တော်တို့တွေ open ဆိုတဲ့အပြာရောင်ခလုတ်လေးကိုနှိပ်လိုက်ပါမယ်ဒီလိုပုံစံမျိုးလေးပေါ်လာပါမယ်ဒါကတော့အကောက်တစ်ဖွင့်ပါလားအရင်ရှိပြီးသားအကောက်ကိုဖွင့်ပါလားဆိုတာပြထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကအကောက်တစ်ဖွင့်မှာဖြစ်တဲ့အတွက် credit and အကောက်ကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ဒီစာမျက်နှာလေးကိုရောက်လာပါမယ်ဒီစာမျက်နှာမှာဆိုလို့ရှိရင်ဖုန်းနံပါတ်ရှိတဲ့လူကဖုန်းနံပါတ်ထည့်မယ်ဖုန်းနံပါတ်မရှိတဲ့သူက Gmail ထည့်မယ်ကိုယ့်ရဲ့နာမည်ထည့်မယ် password ရိုက်ထည့်မယ်ပေါ့နော်ပြီးရင် verify email ကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးတာနဲ့ကျွန်တော်တို့ Gmail ထည့်ကို OPT code 6လုံးကြာလာပါလိမ့်မယ်အဲ့ဒီ6လုံးကိုခုနဘောင်လေးထဲမှာရိုက်ထည့်လိုက်ပါမယ်ရိုက်ထည့်ပြီးွားနဲ့ဒီလိုပုံစံမျိုးလေးပေါ်လာပါမယ်ဒါဆိုလို့ရှိရင် Amazon အကောင့်အောင်မြင်စွာဖွင့်ပြီးဖြစ်ပါသည်အမှကျွန်တော် home ရှိမယ်ကျွန်တော်တို့ဖွင့်ထားဆိုတဲ့အကောင့်ရှိမယ်ပြီးသွားလို့ရှိရင်ဈေးချင်းတောင်းရှိမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ ਨੇ သက်ဆိုင်တဲ့အကောင့်ပေါ့နော်ဒီအကောင့်ထဲမှာပါတဲ့ဟာတွေရှိမယ်တော့လိုချင်တဲ့ပစ္စည်းကိုအခုမဝယ်သေးလဲနောက်မှဝယ်မယ်ဆိုပြီးတော့အတူကတ်ကိုနှိပ်ပြီးတော့စေထားလို့ရပါတယ်စေထားဆိုရင်ဈေးချင်းတောင်းလေးထဲမှာရောက်နေပြီဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကမလိုချင်ဘူးပြန်ဖြတ်လို့လည်းရပါတယ်ပြီးသွားလို့ရှိလို့ရှိရင် Amazon မှာလိပ်စာတွေလည်းပြောင်းလို့ရမယ်ဟာလားပစ္စည်းတွေလည်းပြန်ပြီးတော့ပို့လို့ရပြန်ပို့ပေးလို့လည်းရတယ်ပေါ့နော်မှားလို့ရှိလို့ရှိရင်ပေါ့နော်လိပ်စာပြောင်းလို့ရပါတယ်အခြားလူကိုလည်းကိုဝယ်ပြီးတော့ပို့ပေးလို့ရပါတယ်ပေါ့နော်နောက်က Apple တို့ပေါ့နော်ဒီကုမကိုလိုချင်တဲ့ဆန်ဆောင်းတွေပါတွေ Oppo တွေကတော့ကုမကိုရိုက်ရှာမှာပေါ့နော်အဲ့ဒါမလို့ချင်းဆိုရင်ကျွန်တော်ကနိုင်ရှာမယ်ပေါ့နော် WAT CWAT ပေါ့နော်နိုင်လက်ပတ်နိုင်လေးရှာမယ်ပေါ့ကိုရှာလိုက်ပေါ့နော်ကြည်လိုက်မယ်နိုင်လေးအများကြီးကျလာပါမယ်နိုင်အများကြီးကျလာတဲ့နေရာမှာကိုကဘယ်နိုင်ကြိုက်တာလဲပေါ့နော်ဘယ်မျိုးစားတွေကိုကြိုက်တာလဲဘယ်ပုံစံလေးတွေကြိုက်တာလဲဆိုတာရွေးလို့အများကြီးရွေးလို့ရတယ်ပေါ့ဒီမှာဆိုရင်ဒါ iWatt တွေပေါ့နော်ဒီမှာကြိုက်တယ်ပေါ့နော်လူကြီးဘက်တွေပေါ့လူငယ်ဘက်တွေလည်းအများကြီးရှိတယ်ပေါ့ကျွန်တော်ဘယ်နိုင်ကြိုက်လဲဆိုရင်ဥပမာပေါ့နော်ဥပမာကျွန်တော်ဘယ်နိုင်လေးကြိုက်လဲဆိုရင်ဒါပါတော့ကျွန်တော်ဒီဟာလေးကြိုက်တယ်ပေါ့နော်ဒီဟာလေးကြိုက်ရင်ဒီဟာလေးလက်နဲ့နှိပ်လိုက်ပြီးတော့ပေါ်လာမယ်ဒီမှာတော့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဘာမျိုးစားပေါ့ဘာမျိုးစားတော့ကြည့်လို့ရမယ်ဒီမှာအယောင်ရွေးလို့ရမယ်ပေါ့နော်ဒီမှာဒီအယောင်လေးကိုနှိပ်လိုက်မယ်ဒါတော့ print ပေါ့နော် print နော်ဒီကောင်ကြရရှင် black ပေါ့နော်ဒီကောင်ကြရင်ဒါက blue ပေါ့နော်အပြာရောင်လေးတွေပေါ့နော်လာမယ်ဒီကောင်ကြတော့အဖြူရောင်လေးလာမယ်ပေါ့နော်ကိုကြိုက်တဲ့အယောင်ရွေးလိုက်မယ်ပေါ့နော်ဥမာနိုင်ဈေးတွေကတော့အကုန်တူတူပဲနော်သူကမှ4990ရနေပြီးတော့1660ဆိုပြီးတော့1680ဈေးလျှော့ပေးထားတယ်ပေါ့နော်တကယ်လို့ကိုကမဝယ်သေးဘူးနောက်မှပဲဝယ်မယ်ဆိုလို့ရှိရင်လည်းဒီမှာအတူကတ်လေးနှိပ်လိုက်ပါနော်အတူကတ်လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဈေးချင်းတောင်းလေးထဲမှာလာပေါ်နေတာပေါ့နော်ကျွန်တော်တို့ကပြန်ထွက်လိုက်မယ်ပေါ့နော်ထားပါတော့ပြောပြမှာဖြစ်မယ်နော်ဒါပြန်ထွက်လိုက်ပြီပေါ့နော်ကျွန်တော်တို့ဒါဆိုရင်ပြန်ဝင်မှာပေါ့ငါဟိုတကတော့အစီထားတဲ့နိုင်လေးဆိုရင်ဒီမှာဈေးချင်းတောင်းလေးမှာနံပါတ်1လေးပေါ်နေတာပေါ့နော်အဲဈေးချင်းတောင်းလေးကိုပြန်လိုက်တာနဲ့ကျွန်တော်စီထားတယ်ဒီမှာနိုင်ရှိတယ်ပေါ့နော်အဲ့ဒီနိုင်လေးကိုကျွန်တော်တို့ဝယ်မယ်ပဲဆိုပါတော့ဒီကနေနော်တည်းဝယ်လို့ရသလိုတိုက်ရိုက်လည်းဝယ်လို့ရတယ်ပေါ့နော်တိုက်ရိုက်ဝယ်နေရကြတော့ခုနဒီကြောက်ပြန်သွားမယ်ပေါ့နော်တဲမှာပထမတော့အတူကတ်နှိပ်လို့ပေါ့အတူကတ်နှိပ်မယ်ကျွန်တော်တို့မှာဝယ်မယ်ဆိုရင်ဘိုင်နောင်းလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ဘိုင်နောင်းလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုမျိုးပုံစံလေးပေါ်လာမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဘာကိုပြောလဲဆိုရင် at a new delivery address ဆိုတာကကျွန်တော်တို့နေတဲ့လိပ်စာဖြစ်မယ်ကျွန်တော်တို့နာမည်ဖြစ်မယ်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ဖြစ်မယ်ကျွန်တော်တို့စာတိုက်နံပါတ်ဖြစ်မယ်ကျွန်တော်တို့အခုလက်ရှိနေတဲ့နေရာပေါ့နော်အဲ့ဒီနေရာကိုဖြည့်ပါမယ်ဖြည့်ပြီးပြီဆိုတာနဲ့ use this address ကိုနှိပ်လိုက်ပါမယ်နော်ကျွန်တော်လိပ်စာဖြည့်ပြီးသွားပြီပေါ့နော်လိပ်စာဖြည့်ပြီးတော့ကျွန်တော်ကဒီမိုက်လေးကိုဝယ်ပြပေးမယ်ပေါ့နော်ဒီမိုက်ကိုဝယ်ပြမယ်ပေါ့နော်ဒီမိုက်ကိုဝယ်ပြလိုက်လို့နော်ဒါတော့ပတ်စံချေရမယ်ပေါ့နော်ကိုကဒီမှာဝယ်လိုက်မယ်ပေါ့နော်ဒီမိုက်ကိုကြည့်လိုက်တယ်ကြိုက်ပြီးပေါ့နော်ပုံတွေရွေးလို့ရတယ်ဒီမှာဘယ်လိုသုံးပြရလဲဆိုတဲ့ဗီဒီယိုတွေပါမယ်နော်ဒါကိုကကြိုက်ပြီးဆိုလို့ရှိရင်နော်ဒီမှာခုနပြောတဲ့ဘိုင်နောင်းကိုနှိပ်လိုက်မယ်ပေါ့နော်ဘိုင်နောင်းနှိပ်ပြီးသွားပြီအဲဒါဆိုရင်ဒီမှာသူက ATM မှာခြေမှာလားပေါ့နော်ဒီမှာ convenience store ATM under internet banking aid money payment ပေါ့နော်ဒီကောင်လေးကိုသူကခြေမှာလားပေါ့
နော်ခြေမှာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကဒီမှာကတ်နဲ့ခြေမှာရမှာနော် critical နဲ့ခြေမှာလားဒီမှာကျရင် pay account နဲ့ခြေမှာလားဒါ mobile carrier bill လေးနဲ့ခြေမှာလားဒါမှမဟုတ်ရင် pay account နဲ့ခြေမှာလားနော်ဒါမှမဟုတ်လို့ရှိရင်ဒီ pay နဲ့ခြေမှာလားပေါ့နော်သူကရွေးခိုင်းတယ်ပေါ့နော်ကျွန်တော်တို့ကတကယ်လို့မှာ critical နဲ့ပေါ့နော် critical နဲ့ချိန်မယ်ဆိုရင်လည်း critical ကိုနှိပ်ပြီးတော့ကျွန်တော်တို့ credit number ရိုက်ထည့်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့သုံးပြတဲ့ကတ်နာမည်ကျွန်တော်တို့ပြောရလို့ရှိရင် expire date ပေါ့နော် expire date ပြင်မယ်ပြီးသွားရင် security code နှိပ်မယ်ကျွန်တော်တို့ရဲ့ကတ်ရဲ့ number ကိုနှိပ်တယ်နားလေဒီမှာ edit and continue ဆိုတာနှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ကဒါအကျွေးကတ်ပေါ့နော်ဘဏ်ကတ်နဲ့ဝယ်မယ်အကျွေးကတ်နဲ့ဝယ်မယ်ပေါ့နော်ကျွန်တော်အခုကကြတော့အကျွေးကတ်နဲ့ဝယ်မပြဘူးဒါပေမဲ့ကျွန်တော်ကATM နဲ့ဝယ်ပြမယ်ပေါ့နော်ဒါဆို ATM ဆိုရင်လူတိုင်းဝယ်နိုင်တယ်ပေါ့နော်ကတ်ဆိုလို့ရှိရင်เนาะကတ်ရှိတဲ့လူမှာဝယ်နိုင်မှာအဲကြတော့ကျွန်တော်ဒီမှာသူကမေးတယ် select a payment method တဲ့เนาะကျွန်တော်ကတော့ convenience store ATM internet banking money payment နဲ့ဖြည့်မှာဖြစ်တဲ့အတွက်သူ့ကိုမှာအဆက်လေးပြထားတယ်ပေါ့နော်အဆက်ပြပြီးတာနဲ့ကျွန်တော်က continue เนาะ continue ကိုနှိပ်လိုက်မယ်ပေါ့နော် continue ကိုနှိပ်လိုက်တာနဲ့ဒီအဆင့်ပေါ့နော်ဒီစာမျက်နှာကိုရောက်လာပါမယ်ဒီမှာကျွန်တော်တို့လိုချင်တဲ့ပစ္စည်းရဲ့ဈေးနှုန်းပါပါမယ်ပေါ့နော်19090ချက်ပေါ့နော်ဒီထဲမှာကအကုန်လုံးပါပြီးသားပို့ကအ PC เนาะအကုန်ကုန်ကြစရိတ်အကုန် PC ပါပြီးသားပါဒီအမေဇုံက2000ကျော်တာနဲ့ပို့က free ပေါ့နော်ကျွန်တော်တို့ကဒီမှာရွေးထားတာက convenience store ATM เนาะ ATM ပဲချစ်ချစ် internet banking ရပဲချစ်ချစ်ဒါ e-money payment ကပဲခြေခြေပေါ့နော် convenience store ကျွန်တော်တို့က convenience store ခြေမှာဖြစ်တဲ့အတွက်မို့ကျွန်တော်တို့က convenience store တွေရွေးထားတာပေါ့နော်ခုနကအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာเนาะ delivery ကိုပို့ရမယ်လိပ်စာဖြည့်ထားတယ်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ mic ကဒီ mic ပေါ့နော်ကျွန်တော်လိုချင်တဲ့ပစ္စည်းလေးကဒီ mic အဲ့ဆိုရင်ဒီမှာကသူရောက်မှာကเนาะသူရောက်တာက9ရက်နေ့เนาะ9ရက်နေ့ရောက်မယ်เนาะ9ရက်နေ့မှာ9ရက်နေ့ကနေပြီးတော့16ရက်နေ့ထိအတွင်းမှာရောက်မယ်လို့ကျွန်တော်တို့ကိုပြောထားတယ်ပေါ့နော်အဲ့ဒါပြောရမယ်ဆိုရင်ကျွန်တော်တို့က play your order ဆိုပြီးတော့ကျွန်တော်တို့ဒီ order ယူပါမယ်ဆိုပြီးတော့နှိပ်လိုက်မယ်ပေါ့နော်နော်နှိပ်ပြီးပြီးပေါ့နော်နှိပ်ပြီးပြီဆိုရင်ဒါနဲ့ကျွန်တော်တို့ Gmail ထဲကို message ပို့ထားပါမယ်အဲ့ဒီ message ကဘာလဲဆိုလို့ရှိရင်မင်းမှာထားတဲ့ order ကိုငါတို့လက်ခံပြီးပါပြီနော်ဒီလိပ်စာဒီနံပါတ်မှန်ရဲ့လားတခြားစစ်ကြည့်ပေါ့နော်စစ်ပြီးလို့မှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဈေးနှုန်းပါမယ်19000နဲ့91ချက်ပါမယ်ကျွန်တော်တို့ခြေရမယ့် date ကတော့2025 6လပိုင်း10ရက်နေ့23နာရီ17နာရီ12နာရီပေါ့နော်အဲ့ဒီအချိန်အတွင်းမှာခြေရပါမယ်လို့ကျွန်တော်တို့ကိုအကြောင်းကြားလာတဲ့ Gmail ပေါ့နော်အကြောင်းကြားလာတဲ့စာဖြစ်ပါတယ်ပေါ့နော်သူကလောဆောင်မှာပဲချစ်ချစ် mini stock မှာပဲချစ်ချစ်ဘယ်မှာပဲချစ်ချစ်ပေါ့နော် 7-Eleven မှာပဲချစ်ချစ်ပေါ့နော်ကျွန်တော်တို့ကိုခြေဖို့အတွက်ဒီမှာ ID နံပါတ်ပေးထားတယ်ပြီးသွားလို့ချစ်လို့ရှိရင်ညာလျှို့ဝှက်နံပါတ်၄လုံးပေါ့နော်ကုတ်နံပါတ်၄လုံးပေးထားပါမယ်ဒါကိုဒီ Gmail ကိုယူပြီးတော့ပေါ့နော်လောဆောင်ကိုသွားပြီးတော့ 7-Eleven ကိုပဲသွား mini stock ကိုပဲသွားပြီးတော့ဒီဆက်မှာပေါ့နော်ပတ်စံချေရမယ့်ဆက်မှာဒီကနန်းတွေကိုရိုက်ထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ပေးချင်ရမယ့်စာရွက်လေးတွေရလာပါပဲမနော်ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာပတ်စံဘယ်လိုပေးချင်ရလဲဆိုတာကိုကျွန်တော်ထည့်ပေးထားပါတယ်ပေါ့နော်ပတ်စံချီနီကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တမ်းမှုကပဲဝယ်ရှိုင်းကပဲဝယ်အမြင့်ဆုံးကပဲဝယ်ပေါ့နော်ပတ်စံချေပုံချီနီကအတူတူပါပဲသူတို့ရဲ့ပတ်ဆွတ်လေးတွေကနည်းနည်းကွာသွားပါတယ်အမြင့်ဆုံးကဝယ်မယ်ဆိုရင်8လေးလုံးနဲ့တမ်းမှုတို့ရှိုင်းတို့ကဝယ်မယ်ဆိုရင်6865အဲ့ဒီနေရာလေးကိုချိန်ပြီးတော့ပတ်စံချေအောင်ပါပဲလောဆောင်မှာပတ်စံချေပုံချီနီကိုပြောပြပေးတာဖြစ်ပါတယ်လောဆောင်မှာဒီလောပစ်ဆိုတဲ့ဆက်ကိုလောဆက်ရှိပါတယ်အဲ့ဒီဆက်ရဲ့မျက်နှာပြင်ကိုနှိပ်လိုက်တာနဲ့နံပါတ်1ကွက်ကိုနှိပ်ပါမယ်နှိပ်ပြီးတာနဲ့ဒီလိုမျက်နှာပြင်လေးပေါ်လာပါလိမ့်မယ်အမှဒီမှာ pay ID ဆိုတဲ့နံပါတ်လေးကိုရိုက်ထည့်လိုက်ပါမယ်ရိုက်ထည့်ပြီးပြီဆိုတာနဲ့စုကီခဲကိုနှိပ်လိုက်ပါမယ်သူကြီးတူကိုနှိပ်ပါမယ်အဲ့ဒီမှာအမေဆုံးပတ်ဆွတ်ဆိုရင်အမေဆုံးပတ်ဆွတ်ကိုနှိပ်ပါမယ်တမ်းမှုရှိုင်းဆိုရင်ရှိုင်းရဲ့ပတ်ဆွတ်ကိုနှိပ်ပါမယ်နှိပ်ပြီးပြီဆိုတာနဲ့စုကီခဲကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာကိုယ့်ရဲ့နာမည်ကိုဝယ်ထားတဲ့ပစ္စည်းကိုပေးရမယ့်ပတ်စံကဟုတ်လားမဟုတ်လားတခြားစစ်ပါမှန်တယ်ဆိုရင် high ကိုနှိပ်ပြီးတော့ဆက်ကနေပြီးတော့အဲ့ဒီစာရွက်လေးပတ်စံချေရမယ့်စာရွက်လေးတွေရထွက်လာပါလိမ့်မယ်အဲ့ဒီစာရွက်လေးကိုယူပြီးတော့ကောင်တာမှာပတ်စံချေရင်ပတ်စံချေတာပြီးဆုံးပါပြီကဲပတ်စံချေပြီးသွားပြီဆိုတော့အမေဆုံးကနေပြီးတော့စိတ်ကြိုက်ပစ္စည်းတွေကိုဝယ်ယူနိုင်ပါပြီအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့အောင်မြတ်သူဖြစ်ပါတယ်